ကောင်းလေးရေမင်းကတော့ငါ့ကိုတွေးလိုက်ရတာကံအကောင်းဆုံးပဲငါကတော့မြင်းနစ်အတွက်အထူးထုတ်လုပ်ထားတဲ့ပွင့်လင်းမြင်သာပြီးအဖြူရောင်မြင်လေးတွေပါတဲ့ဒီနက်မြင်းရုပ်တုဖြစ်ပြီးတန်ဖိုးကတော့တန်းပေါင်း80ထောင်တန်ပါတယ်ကွအမလေးတကယ်ပဲတန်းပေါင်း80ထောင်တန်နဲ့မြင်းနစ်အထူးထုတ်ပွင့်လင်းပြီးအဖြူရောင်မြင်လေးတွေပါတဲ့ကြောက်စိမ့်ရုပ်တုပါလားဒီကြောက်စိမ့်ကိုမြင်ဘူးသူတိုင်းဘေးအန္တရာယ်ကင်းပြီးစီးစိမ်ဥစ္စာတွေတိုးပွားလာမယ်ဆိုတဲ့အဆိုအရဒါဟာတကယ်ကိုရှားပါပြီးတန်ဖိုးမဖြတ်နိုင်တဲ့ယန္တနာတစ်ခုပါပဲဟေ့ကောင်လေးဘာကြည့်နေတာလဲဒီကြောက်စိမ့်ရိုင်းကိုဝယ်ချင်လို့လားငါစီကပစ္စည်းတွေကမင်းလိုမျိုးစင်ရနွမ်းပါတဲ့သူတွေဝယ်နိုင်တဲ့အရာတွေမဟုတ်ဘူးမြင်မြန်ထွက်သွားစမ်းငါအယောင်းဝယ်ကိုလာမပိတ်ပါနဲ့ဒီကြောက်တုံးတွေကိုဘလို့ဈေးနဲ့ရောင်းပါလဲအရေးသွေးမြင့်တဲ့ကြောက်နီတွေက1ကီလိုကို100နှုန်းပဲကြိုက်တာရွေးယူလိုက်အပေါ်ရန်လွှာပဲပပလေးခွာထားတဲ့ကြောက်မျိုးကိုလိုချင်တာဟိုဘက်မှာရှိတာတွေကအိုင်ကန်ထွက်ကြောက်ကောင်းတွေတတုံးကိုအနည်းဆုံး1000ပေးရမယ်ဟွန်းကောင်လေးမင်းဝယ်နိုင်ပါမလားဟဲအကိုကြီးရဲ့ကျွန်တော်ကဒီလောကတဲ့အခုမှစောက်ဝင်တာအိမ်ကကလေးတွေအတွက်အလှဆင်ဖို့တက်တက်ပဲဝယ်ကစားမလို့ပါအင်းဒီကြောက်တုံးလေးကကြည့်ရတာစိတ်ထဲကိုခံစားချက်ပိုရှိတယ်ဒီပုံထဲကဟာတွေနဲ့အကုန်လုံးကျွန်တော်ကိုပေးလိုက်ပါစုစုပေါင်းဘယ်လောက်ကြမလဲတွက်ပေးပါချက်အေးပါကွာဒီပုံထဲကဟာတွေနဲ့ဒီတုံးပေါင်းရင်စုစုပေါင်း8ကီလိုရှိတယ်800ပဲပေးခဲ့လိုက်တော့ယူသွားလိုက်တော့โอเคညီလေးမင်းယူနေတာလားဒီလိုပုံမှန်ကုန်ကျန်းတွေကို800နဲ့ဝယ်လိုက်တာလားအကုန်လုံးကအတုံးမဝင်တဲ့ကြောက်တွေကြီးပဲကြောက်စိမ့်စာအနာတော့မပါဘူးပတ်စံတွေကိုရေထဲပြစ်လိုက်တာနဲ့အတူတူပဲဟုတ်တယ်တကယ်ကိုအဲ့ဒီအတိုင်းပဲသူရွေးထားတဲ့ကြောက်တုံးကိုကြည့်လိုက်ဦးအမဲစင်းတွေနဲ့ပြည့်နေတာပဲဒီလုပ်ငန်းတွေကလူတွေကုန်သိတယ်ဒီလိုကြောက်မျိုးကရာနှုန်းပြည့်အတုံးမဝင်ဘူးအလကားပေးရင်တော့မယူဘူးဟိကောင်တွေဟိုဘက်သွားကြစမ်းမဝယ်ရင်လဲရှောက်မပြောနဲ့ငါမျက်စိရှိကနေထွက်သွားကြစမ်းအမဲလေးဟိကောင်မင်းကတော့ဟဲကောင်းလေးကြားလိုက်တယ်မလားလူတွေတောင်မင်းကိုတတိပေးနေပြီမင်းမဝယ်ချင်သေးရင်အခုချိန်မှာနောင်တရဖို့နောက်မကြသေး